မန္တလေးမှာဝစတူရတာကောင်းကောင်းစားချင်တဲ့သူတွေအတွက်လုံးဝလက်မလွတ်တဲ့ဆိုင်လေးကိုခေါ်သွားပေးမယ်နော်ဒီဆိုင်လေးကတော့ Mr. ဝစတူပါရှင်ဆိုင်ဝင်ချင်းမှာပဲအကြီးကြီးလုပ်ထားတဲ့ 3D ဝစတူထမင်းပန်းကန်လေးကိုအရင်ဆုံးတွေ့ရပြီးဓာတ်ပုံရိုက်ဖို့လည်းအရန်လာပါတယ်ဆိုင်လိပ်စာကတော့50ခွန်39ထောင်မှရှိပြီးမနက်9နာရီကနေညနေ6နာရီထိဖွင့်ပါတယ်ရှင်ဒီမှာတော့ပိုရှင်းတပွဲစီရတယ်လို့ဆက်မီနူးနဲ့လည်းရပါတယ်မီနူးတွေလည်းရွေးချယ်စရာဆုံးပြီးဈေးနှုန်းက1000ကနေစတင်တာမှုတန်တန်လေးစားလို့ရပါတယ်ကျမတို့ရောက်တဲ့အချိန်ကနေ့လယ်စားချိန်ဖြစ်နေတာကြောင့်လူတော်များပါတယ်ရှင်ဆိုင်ကကျယ်ပေမဲ့စားပွဲမလုံလောက်တာကြောင့်မိနစ်30လောက်စောင့်ခဲ့ရပါတယ်ဘိုက်ကတော့မြန်ကျွေးပါလို့အဆက်မပြတ်អော်နေပါတယ်ရှင်ဒါပေမဲ့စားရတဲ့ချိန်မှာတော့စောင်းရတာတန်သွားတယ်ထမင်းကော်ဖီချင်းငရုတ်သီးနဲ့ဟင်းရည်ကိုကြိုက်တဲ့လောက်ထည့်ယူလို့ရတာမို့အစားကောင်းကြိုက်တဲ့သူတွေအတွက်တော့အရန်သဘောကျမဲ့ပုံစံပါပဲရှင်ဒီနေ့မှာတော့ဝစတူထမင်းဆက်မီနူးနဲ့ကြက်ပေါင်ချက်ထမင်းကိုမာစားခဲ့ပါတယ်ဝတ်သားကနူးနူးအီလေးဖြစ်အောင်အချိန်ကြာချက်ထားတဲ့အရာသာမှုဘားဆက်ထဲရောက်တာနဲ့တန်းပြော်ဝင်သွားသလိုစားလို့ကောင်းပါတယ်ဆက်မီနူးထဲမှာပါတဲ့အေးလေးကလည်းချင်းအေးဖြစ်လို့ဝစတူစားပြီးအေးပြေးစေပါတယ်ရှင်တခုပဲအကြံပေးချင်တာကတော့လူများတဲ့အချိန်တွေမှာစားဝိုင်းလေးတွေထပ်တိုးပေးနိုင်ရင်စောင့်ချိန်လဲလျှော့သွားပြီးပိုပြီးဖတ်ဖြစ်မယ်ထင်ပါတယ်မန္တလေးမှာဝစတူရတာကောင်းကောင်းဘိုက်ပြည့်နဲ့စားချင်တယ်ဆိုရင် Mr. ဝစတူဆိုင်ကိုတစ်ခေါက်တော့သွားစမ်းကြည့်ဖို့အကြံပေးပါတယ်အရသာဈေးနှုန်းရဲ့ပမာဏကိုခြုံကြည့်ရင်တော့ထက်လာစားချင်စရာဆိုင်လေးပါပဲမန္တလေးမှာဝစတူစားဖို့နေရာရှာနေတယ်ဆိုရင်ဒီဆိုင်လေးကိုစိတ်ထားလိုက်တော့နော်